ဒီတစ်ခါတော့ချန်ပီယံလိရဲ့အကျိတ်အနယ်ရှိဆုံးပွဲစဉ်တစ်ပုဒ်ဖြစ်တဲ့ဘင်ဖီကာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပွဲစဉ်ကိုကွင်းဘေးကနေတိုက်ရိုက်ကြည့်ရှုနေရတယ်လို့ခန်းစားချက်မျိုးနဲ့ပုံပြောပြပေးမယ်ဗျာကွင်းထဲမှာတော့ပွဲကတကယ်ကိုအရှိန်တက်နေပြီဗျပွဲမစခင်မှာတင်နီးပြဒီဂရီကမော်ရင်ဟိုတာမက်ဒရစ်ကနေမထွက်ခဲ့ရင်ကောင်းမှာပဲလို့ပြောခဲ့တာကပွဲကိုပိုပြီးအသက်ဝင်စေခဲ့တယ်အခုတော့ play off အဆင့်ကိုရောက်လာပြီဒဏ်ရာကနေပြန်လာတဲ့ Richard Rios ကတော့လူစားလဲစရင်မှာပဲရှိနေသေးတယ်ပေါ်တူဂီမြေကပရိသတ်တွေကတော့စူညံနေတာပဲဘင်ဖီကာရဲ့ Oras ကဘောလုံးကိုပပလေးဖြတ်တင်လိုက်တယ်ရာဖာဆေးဘာစီရောက်မလားဆိုပြီးအားလုံးရင်ခုန်သွားရသေးတယ်ဒါပေမဲ့မက်ဒရစ်ခန်စစ်ကအလိုက်တင်လေးဖြတ်ထုတ်သွားနိုင်ခဲ့တယ်မက်ဒရစ်ဘက်မှာတော့အသက်23နှစ်အရွယ်ပါရမီရှင်ကမာဗင်ဂါကပွဲကိုစတင်ထိန်းချုပ်နေပြီသူဟာကွင်းလယ်မှာအင်ဂျင်တစ်လုံးလိုပဲဗျာသူရှိနေရင်မက်ဒရစ်ပရိသတ်တွေကစိတ်အေးရတယ်သူ့ရဲ့ဘောလုံးလိန်ခောက်ပုံတွေကကြည့်လို့တကယ်ကောင်းတယ်အဲ့ဒီနောက်မှာတော့ Vinicius ကဘောလုံးကိုဆွဲထွက်သွားပြီသူ့ကိုဘင်ဖီကာနောက်ခံလူဒေးတစ်ကအရေးတကြီးနဲ့လူကတ်ထားတာဗင်နီကအပြင်ဘက်ကနေလှည့်ထွက်ဖို့ကြိုးစားပေမဲ့ဒေးတစ်ကခန္ဓာကိုယ်ကိုအကာအကွယ်ယူပြီးအမားရွေးမရှိတားဆီးသွားနိုင်ခဲ့လို့ပရိသတ်တွေအားရပါးရအော်ဟစ်လိုက်ကြတာပေါ့ကမာဗင်ဂါရဲ့ထူးခြားချက်ကဘယ်နေရာမှမဆိုကစားနိုင်တာပါပဲသူဟာဘောလုံးလူတာဖြတ်ထုတ်တာတွေမကပဲရှေ့ကိုဆွဲထွက်တဲ့နေရာမှာလည်းအယမ်းမြန်ပါတယ်အသင်းမှာလူလိုရင်လိုတလို့ဘယ်နောက်ခံနေရာမှာကစားပေးတတ်ပြီးအဲ့ဒီနေရာမှာလည်းကမ္ဘာအဆင့်ခြေစွမ်းပြနိုင်သူပါပွဲချိန်မိနစ်90လုံးမနာတမ်းပြေးလွှားနိုင်တဲ့သူ့ရဲ့အဆုတ်ကတော့အံ့ဩစရာပါပဲမိုဒရစ်နဲ့ကရူးစ်တို့လိုကနဝင်တွေရဲ့နေရာကိုဆက်ခံဖို့အတွက်ကမာဗင်ဂါဟာအသင့်တော်ဆုံးသူလို့အားလုံးကသတ်မှတ်ထားကြပါတယ်သူ့ရဲ့အပြုံးလေးတွေကပရိသတ်ကိုပျော်ရွှင်စေတယ်လို့ကွင်းထဲကသူ့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကလည်းပြိုင်ဘက်တွေကိုကြောက်ရွံ့စေပါတယ်ဗျသူဟာရီယယ်မက်ဒရစ်မှာအသက်22နှစ်မပြည့်ခင်မှာတင်ရယူနိုင်သမျှဆုဖလားအကုန်လုံးကိုသိမ်းပိုက်ခဲ့သူပါကမာဗင်ဂါဟာဘောလုံးအရေးချင်းတင်မကပဲစိတ်သက်ကြံ့ခိုင်မှုမှာပါစံပြဖြစ်တဲ့ကစားသမားတစ်ယောက်ပါမက်ဒရစ်ရဲ့အောင်ပွဲတိုင်းမှာသူဟာမပါမဖြစ်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါပြီ19မိနစ်လောက်မှာတော့မက်ဒရစ်အတွက်အပိုင်ခွင့်ရေးတစ်ခုရခဲ့တယ်ဗျဗင်နီကအေရီယာထဲမှာတပတ်လှည့်ပြီးကန်လိုက်တာဘောလုံးကဂိုးတိုင်နားလေးကနေကတ်ထွက်သွားလို့ဘင်ဖီကာတို့တက်ပြင်းချနိုင်ခဲ့တယ်ပြီးတော့လူငယ်လေးအာရာကူလာကလည်းသူ့ရဲ့ဘယ်ချေနဲ့အဝေးကနေအမြောက်ကြီးစံလို့ကန်လိုက်သေးတယ်ဒါကိုလည်းဘင်ဖီကာဂိုးသမားထရူဘင်ကအသာလေးပုတ်ထုတ်သွားနိုင်ခဲ့ပြန်တယ်ပွဲကတကယ်ကိုအပြန်အလှန်ပဲအမ်ဘာဘေကလည်းအခွင့်အရေးရတိုင်းဂိုးပေါက်ကိုချင်းချောက်နေတာတခါဆိုရင်အမ်ဘာဘေကန်လိုက်တဲ့ဘောလုံးကဂိုးပေါက်ပေါ်ကျော်သွားလို့နီးပြမော်ရင်ဟိုတောင်ကွင်းဘေးမှာခေါင်းခါပြနေတာဒါပေမဲ့ဘင်ဖီကာကလည်းအရှုံးမပေးဘူးဗျဘာရဲယိုးကကွင်းလယ်မှာဖြတ်ကစားတာတွေအရန်ကောင်းတယ်လို့အာရူဂျိုကလည်းခံစစ်မှာကြောက်ဆောင်ကြီးတစ်ခုလိုပဲမက်ဒရစ်တိုက်စစ်မှုတွေဘလို့ပဲထိုးဖောက်ပါစေသူတို့ကအချိန်မီဖြတ်ထုတ်နိုင်နေတော့ပွဲကပိုပြီးမြန်ဆန်လာတယ်ထရန့်အလက်ဆန်နာအာနိုရဲ့လှပတဲ့ပေးပို့မှုကနေတဆင့်မက်ဒရစ်တို့ဂိုးရဖို့နီးစပ်ခဲ့ပေမဲ့ဘောလုံးကိုအမိအရာမထိန်နိုင်ခဲ့လို့နှမျောစရာဖြစ်ခဲ့ရတယ်နောက်ဆုံးမှာတော့အမ်ဘာဘေဗင်နီနဲ့ဂူလာတို့ရဲ့အတွဲအဖက်ကနေတဆင့်ဂိုးရဖို့ကြိုးစားရင်းနဲ့ပဲပထမပိုင်းကတော့ဂိုးမရှိတရေနဲ့ပြီးဆုံးသွားခဲ့ပါတယ်ဗျာဒါဟာတကယ်ကိုအကျိတ်အနေရှိတဲ့ထိပ်တိုက်တွေ့ဆုံမှုတစ်ခုပါပဲပွဲချိန်မိနစ်90ပရိသတ်တွေအားလုံးမှင့်တက်သွားရမယ့်အခိုက်အတန့်ရောက်လာပြီဗျဗင်နီစီယက်စ်ကဘောလုံးကိုထိန်းလိုက်တယ်အရှိမအမ်ဘာပေရှိနေပေမဲ့သူကတော့သူ့ရဲ့ကိုယ်ပိုင်နုပညာကိုပဲထုတ်ပြဖို့ဆုံးဖြတ်လိုက်ပုံရတယ်ပြီးတော့ဝုန်းခန့်နဲ့ပဲဘောလုံးကဂိုးပေါက်ထဲကိုပကြီးကားတစ်ချက်လိုလှပလေးစိတ်ဝင်သွားတာဒါဟာဒီနှစ်ချန်ပီယံလိမှာဗင်နီရဲ့ဒုတိယမြောက်ဂိုးဖြစ်တယ်လို့တကယ်ကိုပြလိုက်မှချိတ်ထားရမယ့်လက်ရမုံတစ်ခုပါပဲရီယယ်မက်ဒရစ်တို့တကိုးသူညဂိုးနဲ့ဥဆောင်သွားပါပြီဒါပေမဲ့ဂိုးသွင်းပြီးတဲ့နောက်မှာတော့ကွင်းအတွင်းအခြေအနေကရုတ်တရက်ပြောင်းလဲသွားတယ်ဗျဗင်နီကဂိုးအောင်ပွဲခံတဲ့အခါမှာဘင်ဖီကာပရိသတ်တွေဘက်ကလှောင်ပြောင်တန်တွေစူညံတန်တွေတဟုန်ထိုးထွက်ပေါ်လာတာဒိုင်လူကြီးလီတက်စီယာကဘင်နီကိုတခုခုသတိပေးနေတယ်လို့ပဲဒီလိုမျိုးမအောင်ပွဲခံပါနဲ့အခြေအနေတွေပိုဆိုးကုန်မယ်ခါလို့ပြောနေပုံရတယ်ဒါပေမဲ့ဘင်နီကတော့မာနရှိတဲ့ကစားသမားပီပရိသတ်တွေရဲ့အော်ဟစ်တန်တွေကိုရင်ဆိုင်နေတော့မယ်သူကပရိသတ်တွေကိုပဲတုံ့ပြန်နေတာလားဒါမှမဟုတ်အနားမှာရှိနေတဲ့ဘင်ဖီကာရဲ့အာဂျင်တီးနားလူငယ်လေးပရက်စတီယန်နီနဲ့စကားများနေတာလားဆိုတာအခုထိတော့မသေချာသေးဘူးဒါပေမဲ့ကင်မရာကပရက်စတီယန်နီကိုအနီးကပ်ပြနေတာကြည့်ရင်သူတို့နှစ်ယောက်ကြားမှာတခုခုတော့ဖြစ်ပျက်နေတာအမှန်ပဲဗျဒိုင်လူကြီးကပွဲကိုခစ်တက်ရနားလိုက်ရတဲ့အထိအခြေအနေကတင်းမာသွားတယ်အားလုံးသိကြတဲ့အတိုင်းဘင်နီဟာကမ္ဘာအဆင့်မီကစားသမားတစ်ယောက်ဖြစ်ပေမဲ့ကွင်းအတွင်းမှာလူမျိုးရေးခွဲခြားတဲ့အပြောဆိုတွေရိုင်းဆိုင်တဲ့ဆဲဆိုမှုတွေကိုမကြာခဏရင်ဆိုင်ရလိမ့်ရှိသူပါဒီညမှာလည်းဘာတွေကြားနေရလို့သူဒီလောက်အထိတုံ့ပြန်နေရတာလဲဆိုတာစဉ်းစားစရာပဲဘောလုံးဆိုတာကွင်းထဲမှာကစားရတဲ့အားကစားတစ်ခုဖြစ်ပေမဲ့တခါတလေမှာတော့အခုလိုမျိုးစိတ်ခံစားချက်တွေအငင်းပွားမှုတွေကပွဲကိုလွှမ်းမိုးသွားတတ်ပါတယ်ပရိသတ်တွေရဲ့လှောင်ပြောင်တန်တွေကြားမှာဗင်နီတယောက်သူ့ရဲ့ခြေစွမ်းကိုဆက်ပြီးပြသနိုင်မလားဒါမှမဟုတ်ဒီတင်းမာမှုတွေကပွဲရဲ့ရလဒ်ကိုပြောင်းလဲပြစ်မလားဆိုတာဆက်ပြီးစောင့်ကြည့်ရမှာပါပဲခင်ဗျာဗင်နီစီယက်စ်ရဲ့ဒီလိုမာနခဲတဲ့ပုံစံကိုလူကြီးမင်းဘယ်လိုမြင်လဲဗျသူကတကယ်ပဲပရိသတ်ကိုပြန်ဆတာလားဒါမှမဟုတ်သူ့ရဲ့မာနကိုကာကွယ်နေတာလားဆွေးနွေးကြည့်ရအောင်အာဆင်နယ်ပွဲကလိုပဲဒီပွဲမှာလည်းဒုတိယကိုဘယ်သူသွင်းမလဲဆိုတာရင်ခုန်စရာပဲနော်